比较有美的，然后就录到的，比较拖水不拖的，但比较拖的后呢嘛，而且比较少的录了，没在觉得那半夜，这到我打的呀。少包对本开机嘛，对本开机嘛，多大的面啦的，立马没有不在用的标没录啊啊，没有用的标没那么的录还没有用你录啦，用还你录啦，对本个妹妹十八个对本开了啊，没录。မသွင်းပေးဘူးနော်တိတ်ပခက်လေပြောတယ်လီးဖြစ်လို့လာကြည့်တာလည်းမယုံကြည့်ရင်ကြော်ကလေမိမိစပ်ပါမယုံနဲ့ပြောရလားကြည့်သေးတယ်မင်းကမှပေးလို့မို့လားတရားစောနေတာလို့ဘယ်သူမှမလုပ်ဘူးမအေးလို့စောက်တော်သားများအားချောင်းဖို့ပဲစဉ်းစားတာဗမာတွေတဲ့အခုလိုတဲ့အလိန်အညာမှာဆရာကြီးတဲ့အဲ့ဒါဗမာတွေမဟုတ်ဘူးမင်းမေလင်ကဗမာမဟုတ်ဘူးမအေးလို့ရဲ့လောကမှာမင်းမြတ်ဆုံးကဖရာတရားပဲငါလို့မှစောက်သူတော်ကောင်းတွေကများနေတယ်မအေးလို့များထမင်းနဲ့မှမှန်ရတာမသိပါဘူးဟမ်စောက်သူတော်ကောင်းတွေကများနေတယ်မင်းတို့စောက်ခွက်မင်းတို့မှန်နဲ့ကြည့်ကြည့်အောင်ငါလို့မှသူတော်ကောင်းရုပ်ပေါက်လာလို့ဟမ်မအေးလို့များစောက်ကြီးစောက်ကြလာရေးနေတယ်ဟမ်မင်းတို့နမစပ်ပိုက်တက်မလို့ပေးလို့လားခုတော့မကြည့်ဘူးသူများကိုပြစ်ပြောချောင်းနေတာမသိသူတော်ကောင်းကြီးလို့ပါလို့နဲ့မအေးလို့များတကယ်စောက်တော်သားတွေပြောတော့စိတ်ဆိုးတယ်နော်ကြည့်ရင်ကောင်းမကြည့်ဘူးမင်းစပ်ပိုက်ယူလို့ပြရမလားငါတို့မှပူရလဲပူချင်းရလဲကြိုက်မအေးလူများမင်းမေလင်လိုက်မင်းမလင်လိုက်မထင်လားဆဲနေတာဟမ်စောက်တော်သားများမေစပ်ရုပ်ပြလို့မရတော့ငါစောက်ခေါ်လူတိုင်းမြင်ဘူးတဲ့နော်ဒီလိုပဲမမြင်ဘူးတာစောက်တော်သားတစ်တိုက်မမြင်ဘူးဘယ်တစ်မျိုးလုံးလုံးပေးမယ်မအေးလို့စောက်တော်သားများအဲ့ဒီမန်းနေတဲ့စောက်တော်သားများဆိုရင်နှမဘေးတွေကိုလုံးပေးမယ်မကြည့်ချင်ကြော်လိုက်မစဲကြနဲ့ဆဲပါစီလေစီကောင်းနေဆဲမှာကောင်းတာလေအဲ့ဒါမကောင်းတာဒီအောက်ပညာရက်တွေကလည်းကြားမှရမှကောင်းတာဆဲပြီးပြီးဆဲလိုက်ဘာဖြစ်ဘူးဒီကောင်နဲ့ကြားမှအဲ့ကြောင့်ဒီတော်သားတွေကို public ဖွင့်လာပြီလားသူတို့ကကိုယ်ကူညီနေတာကိုယ်တွေကိုကူညီနေတာစိတ်မဆိုးနဲ့သူတို့အောက်ပညာရက်တွေရက်ဆက်နိုင်မှရိုင်းနိုင်မှဘေးနာကောင်နဲ့သဘောကျတယ်ဒီမေလိုတွေရှိတော့ငါတို့အတွက်အခက်အခဲမရှိဘူးလေကိုညီဝရတာပေါ့ဒီကောင်နေစောက်တော်သားတွေပဲမှတ်တယ်လိုက်မန်းနေတဲ့ကောင်တွေစောက်တော်သားတွေသူတို့စောက်တော်သားမှန်းသိတယ်သူတာဇန်နေပေါ့အတူနေထားလိုက်အဲ့ကောင်နေပေးမလိုက်ကွန်မန့်သူတို့ကွန်မန့်နဲ့ like မခံစားနေနဲ့သူတို့နောက်ကျတော်သားလို့ဆိုတာသိပါလိမ့်မယ်ဘီကလူချင်းနဲ့ကောင်းနော်ငါလူများကြီးပေးဘီကထိုးပေးတဲ့လူတွေရှိလာမဲ့လူတွေငါဒါတွေလောက်တယ်လူတွေမဟုတ်နော်အချိန်နေကြည့်လို့တယောက်မှမူမမှန်ဘူးဆိုလို့စင်တယောက်မှမထိုးဘူးဒီဘီကစင်ငါကုန်ပြန်သိမ်းလိုက်မှာနမတို့ဘယ်နေမှနေလဲတဲ့မင်းနမစပတ်လာပြီးလို့မို့လားဟမ်မအေးလို့อ่ะမင်းနမစပတ်ပြီးလို့မို့လားငါဘာကလိုက်လွင့်ထားပြီးတာကွာသူတို့ဟုတ်တယ်ရွှင်ကျော်မဟုတ်ဆဲလို့ရတယ်သူတို့ဘသူကဘာလာကြည့်ခိုင်းလို့ငါလာဆဲနေမအေးလို့မြသူတို့နမဖေတဲ့လို့နေဘူးလားမသိငါလီးရပါပဲတော်တော်သားကြတဲ့ကောင်ကြီးဒီမှာလိုက်ကြီးကိုလာကြည့်ပြီးတော့ဟိုဟာပောက်ကွဲနေတယ်ပူလောင်နေတယ်ငါလို့ကွာတကက်ဆောက်ပေါ်ကြီးလို့မကြည့်ချင်ဘူးလားမကွန်းမအားဆောက်ကြော်ရတယ်ပြီးတယ်ဟုတ်လားနော်လာကြည့်ပြီးသူတို့လောင်နေဒီကဘာမှမလုပ်ရသေးဘူးဒီကဘာမှမပြောရသေးသူတို့လောင်နေတယ်တန်းပြီးတော့တကယ်တော်သားကြီးပြင်
ငါအစီရင်လောက်ရတယ်ဟိုငါတမီမနေ့ကကျွေးမွေးပွဲတမီတွေကျွေးတယ်ကခလေးတွေလည်းကျွေးတယ်ကျွေးကအခုငါဒီညဆိုတာတိုင်းနေဆိုဒီအချိန်ကပေါ်လာဒီညကမလုပ်ဖြစ်ဘူးတော့မလုပ်ဘူးမှဆိုရင်တော့ဒါပေမဲ့သူ့ရဲ့နှစ်ခါကအခုတဲ့လာတယ်ဆိုတော့ချက်ချင်းလာလို့ရတယ်နော်ခုနမှကောက်ပြီးကြက်တွေပဲတောက်ဝဲခုမှစီရင်ပြီးတာနော်အဲ့ဒါကြက်တွေပဲတောက်ဝဲဟိုကလှုပ်တဲ့ဖြောင်းတဲ့နေယူမွေးတဲ့နေယူစပါးနေပဲလှုပ်အဲ့ဒါဖီးမှအခုတော့အချိန်ညနေသွားပြီသူကအဲ့ဒါကလှုပ်နေရှုပ်နေတာအဲ့တော့စားကြည့်နေပြီအဲ့ဒါပြီးသွားလို့စင်လေအဲ့ဒါပြီးသွားလို့စင်အဲ့ဒီကြောက်အဲ့ဒါအစိမ့်နဲ့ကိုရင်ခွဲပြီးအဲ့ဒီကလီစာယူရမှာကလီစာအဲ့ဘန်းထဲမှာထည့်ပြီးကျွေးရမှာဆောက်ယူပါတဲ့မင်းဆောက်ကြည့်လိုက်ဆောက်ယူငါလုပ်ဖို့မင်းတို့တွေ့တော့ဆောက်ယူပေါ့ဒါပေမဲ့ငါလုပ်တော့ငါလုပ်နေတာပဲလေမင်းတို့အဲ့ချိန်မှာတရေငုတ်တို့လားတရေမှာမင်းတို့ငါတမီပီယာကိုလုပ်ပြီးတော့ကောင်မငုတ်တို့ထိုင်နေတယ်မင်းတို့တဲ့ပြပေးမယ်တော့ကြာမေးလူးများနော်မင်းတို့ဘရောထားရမယ်ဒီတိုင်းအတားကအခုစားလိုက်ပေါ်တယ်မစားဘူးလေငါမင်းစားချင်ပို့ပေးမယ်ဒီကောင်တွေလေလိုက်တွေထဲမှာလက်လိုက်ပြီးစေဘာရတယ်မသိဘူးနော်တကယ်တော်သားကြီးဒီကောင်တွေကသူတို့တော်သားကြီးလို့ပြောတယ်ဆိတ်ဆိုးကြတယ်ကောင်တကယ်စောက်ပေါ်ဒီကောင်နော်သူတို့ငါပေါ်ကြီးဖြစ်နေတာမသိဘူးမေစပ်ပေါတိကြပြီးမှလာလောင်နေသေးတယ်မင်းနမပေးလူးမှုလားသူတို့ဘာမလုပ်ဘူးသူတို့ပဲသူတို့လာကြည့်ပြီးလောင်နေတယ်ငါလီးတယ်မှာတကယ်တော်သားကြီးဘာမှမဆိုင်တာလေသူများလိုက်လွင့်တာတော့တော့ပောက်ကွဲနေတာကွာမင်းစဉ်းစားကြည့်ဟမ်ကလုံးမတကယ်တော်သားတွေနော်အကောင်နေမင်းဒီတော်သားတွေတွေ့တာမင်းမဖြစ်စေနဲ့တော့အဲ့လိုတော်သားများတေချာပြရင်းနဲ့ follow လီး follow လုံးမှာလားလီးလုံးမှာလား follow อ่ะမင်း follow လို့ချီလို့ like တက်တယ်မြန်ထင်နေတာငါလိုက်နေတိုင်းလာကြည့်လိုက် follow ဘာလို့မှာလဲငါအရင်မြဖတ်မင်းอ่ะ follow ပေးဦးမယ် follow ဘာလို့ရလဲဘာရလဲဟမ်ငါမသိလို့မပြောတကယ်မသိဘူး follow ဘာရလဲဟမ်ဆဲတော့မင်းမေစပ်ပါဖြစ်တာကွာမင်းနမပေးလို့မို့လားစောက်ခွက်ပြရင်မအေးလူကအခုမှလာပြီးတော့ငါမမြင်ဘူးပဲနဲ့ငါလူတိုင်းမင်းမေလင်းဒီထဲမှာအကုန်လုံးမြင်ဘူးတဲ့ငါ့ကိုငါတပည့်မင်းမေလင်းနေမင်းနမလင်းနေကိုမြင်ဘူးတဲ့နားရလားမအေးလူဆောက်ပေါ်လားအနာကမပွင့်မဲ့ပန်းပါတယ်ပါတည်းလေဒီသေးတာမဟုတ်မင်းနမစပ်ပေါလို့တဲ့တည်းရဲ့ဆဲရမှာဒီတော်သားတွေဒီတော်သားတွေသူတို့ကိုသူတို့တော်သားမှန်းသိအောင်ငါဆဲပေးရမှာဒီကောင်လေးကအခြားဆရာတွေသက်ဆက်ခြားဆရာတွေကကွာသူတို့ရဲ့နာမည်ဂုဏ်သိက္ခာတွေထိမှန်တယ်သူတို့ပြဆဲငါကြတော့မရဘူးတဲ့ဆဲတာငါစောက်ခောက်ကြည့်ပြီးတော့စောက်တော်သားဆိုစောက်တော်သားတဲ့ဆဲလိုက်တယ်တော့သူတို့အားဟမ်ဆောင်နေကွာဘာလို့ဟမ်ဆောင်မလဲသူတို့ကဆိုတာရင်ဘက်ထဲမှာတီးရုံပဲအပြင်ဘက်မှာမလုပ်ဘူးဒီလိုမအေးလိုမျိုးတွေပါဇက်ပိတ်ပြီးထိုင်ရှိခိုးမလားတဲ့ဆဲတာငါအဲ့ဒါဆဲပြီးအခုကဘလော့မအားသေးဘူးပြီးငါဘလော့ပလိုက်တယ်ဒီစောက်တော်သားတွေဒါပေမဲ့ဒီနေ့ငါမဘလော့ဘူးမအားလို့ဘလော့ဖို့သူတို့အချိန်မရအောင်မော်ရီတာပေးထားတဲ့လူတွေတရားမရှိတော့ဘူးနောက်နေ့ကျမှမော်ရီတာလိုက်ချိတ်ပေးမယ်ကျွန်တော်လာပြီးတော့ဆရာတပည့်လိုင်းအမှစောက်တော်သားတွေငါကြည့်တယ်ဆဲတာဆဲအောင်နေမှာစွမ်းနေမင်းအောင်လည်းလို့ပဲဈေးပြောပါလာပြောပြီးမအေးလို့စောက်တော်သားတဲ့ကောင်မင်းအောင်လိုက်ဟမ်ဈေးပေးမယ်တဲ့ငါလို့မထမင်းအောင်နတ်မှန်ရလားမသိဘူးမင်းအောင်လိုက်လို့ခိုင်းမှုဈေးပေးမယ်လို့ဟမ်မအေးလူမြလေဒီကောင်ကြီးတော်ပိန်းတာပဲကွာနော်တော်ဘုသူတာနေပြီးပိန်းနေနေတယ်နော်တော်ဘုသူတာနေပိန်းနေနေဒီကောင်ကြီးတော့ပိန်းတာငါခန့်တွေ့ဘူးဒီစောက်တော်သားတွေတော့မင်းနမကိုတက်လို့မယ်စီရင်နော်ငါညလည်းငါကျွေးငါညကျွေးတဲ့ပွဲတော့မင်းတို့လာသေးလားမအေးလို့မြလာသေးလားမင်းတို့မလာဘူးဒီကောင်လေးမလာဘူးဒီကောင်လေးမလာဘူးနော်ဒီစောက်တော်သားများမလာဘူးသူတို့အားရသူများလိုက်တယ်လိုက်ပေါက်ပွဲပူလောင်မှုတဆဲနေပဲငါလိုးလိုပဲ
ဘေစပတ်မတိမင်းနမောက်ပြန်လိုးလိုက်အဲ့ဒီတိုင်းပဲအစီရင်ကစပတ်မှတည်းကပီရခေါ်တယ်မအေးလိုးရဲ့ဒါလေးမသိဘူးလားလီဒီရဲ့မဟုတ်မင်းနမောက်တက်လို့မဲ့တည်းရဲ့စောက်တော်သားများငါမင်းတို့ပြခေါ်ပြတယ်မဟုတ်ပါဘူးမင်းတို့စောက်တော်သားတွေဝက်ပြချင်ပါငါတပိဒီငါလုံနေတဲ့ခါကျရင်တို့တွေကတွေးချင်တယ်ဆိုတို့တွေတစ်ခါလေးပြပါတစ်ခါမှငါအမြဲတမ်းပြပြပါတယ်နော်မင်းတို့စောက်တော်သားတွေပြတာဟုတ်ဘူးနော်ငါလူစီပဲငါပြတာလုံးမအေးလူများဝေးသွားနေလိုက်မင်းနေကမင်းလုံးမဟုတ်ဘူးဝေးသွားနေလိုက်ဒါမင်းလုံးမဟုတ်ဘူးခွေးမကကတ်တာကိုစဉ်းစားနေတယ်ဟမ်ဆဲခိုင်းတာလေအော်တိုမက်တစ်ဆဲခိုင်းတာဒီမအေလို့စောက်တော်သားတွေကြိုက်တယ်လို့ဆဲပြီးဆဲခိုင်းတာဆဲလဲဆဲခိုင်းနေဘလိန်နဲ့ဘလိန်ခိုင်းနေအဲ့ဒါမှကောင်းတာလေအဲ့ဒါမှငါပြန်ဆဲသူပြန်ဆဲတော့ကောင်းတာပေါ့ငါလည်းဆဲတယ်မင်းတို့လည်းဆဲသူဆဲကိုဆဲပဲလေဟုတ်လားမင်းကလည်းစကနိုင်လို့လူကတည်တာပဲပြောစရာကြီးဒီလိုလူအများကြီးပြိုင်ဆဲဖို့ကွာငါတယောက်နဲ့မင်းတို့တအုပ်နဲ့ရှင်ဆဲအောင်မင်းတို့မနိုင်ဘူးဆိုတော့မင်းတို့စောက်သုံးကြလို့ပေါ့စောက်တော်သားများရဲ့ဟမ်ဟုတ်လားလာပြီးရောက်နေအချိန်ကြပြီမင်းတို့ကြည့်စရာကြီးမျက်လုံးပြူးပြီးတော့ကြည့်တာတော့မေဘူးများအဲ့ပကန်ထဲမှာငါတွေးထည့်ထားတယ်နော်အဲ့ပကန်ထဲမှာငါတွေးထည့်ထားတယ်နော်ပြီးမင်းတို့နှမစပတ်တက်လို့ပြီးမယ်ဟုတ်ပြီလားမအေးလို့များရေဟမ်자မေးလို့စောက်တော်သားများဒီမှာကြည့်နော်အနီးကပ်ပြပြီမြို့တာနီးသွားတယ်တာနီးတော့အဆင်ပြေဘူးထုံတောက်စီထောက်ရတယ်အဆင်မပြေပါဘူးတောက်ကမွေးနိုင်ဘူးငါဆရာဖြစ်ပြီးတော့စောက်တော်သားကြီးတိတော့ငါကြိတ်တော့မှာပဲကဲပူဇော်ဖို့ချိန်တယ်ဒီရသမားတွေတော့စောက်တော်သားများရှယ်ပန်းတော့မလို့ချင်ဘူးကွာစော်လေးတွေဖုန်တောင်ဖို့တော့ပန်းတော့မလို့စောက်တော်သားရှယ်တော့မနေချင်ဘူးဘိုးစားပဲငါလူတွေငါပန်းပြုံလေဟိုညဝုတ်ရုပ်တွေပဲပြစ်သေးတယ်ဒီချက်မှာပဲညတိုင်းပြနေရမင်းတို့ကမပြနောက်ညကမပြတော့ဘူးနောက်ညကျငါဟိုအသက်စီနဲ့တိုက်မဲ့ပွဲရှိတယ်ဟိုငါအမတွေအတွက်မပြတော့ဘူးနော်ကျလာစောက်တော်သားများမပေါအောင်တော့မင်းတို့ပြည့်စရာမလို့မင်းတို့ဆဲတယ်ရှိတာဆဲပလိန်ဆက်ရှိပလိန်မေးလူများမင်းတို့ထပ်မပြောနိုင်ဘူးကျလာငါလူတွေပြောတာမေးလူများရဲ့မင်းတို့ဆဲတယ်ရှိတာဆဲလှုပ်ဆဲကိုလှုပ်ဆဲရှိတာကိုလှုပ်ငါလည်းငါလှုပ်ဆဲရှိတာငါလှုပ်မယ်မင်္ဂလာပါဆရာမင်္ဂလာပါညီလေးနော်ပြောင်းနေဒီပီရမင်းတို့ငါပြမယ်အဲ့မှာငါစုပ်တော့ရွှေချတာပြီနော်အဲ့စုပ်တော့ရွှေချတာပြီ收了学မင်းတို့ပီရစီဘလောက်စွန်းနေမစွန်းနေလို့ပြမင်း
နောက်ပြီးဆုံးပူဇော်ပွင့်ကွာမဝါရဒါကသူဒါတော့ကသူပါနော်ဆရာရဲ့သူပါမယ်လားဒါတရားသူပြီးအဲ့ကောင်ကြက်သွေးဖောက်ရမယ်ကွာကြက်သွေးနဲ့လောင်းရမယ်ဒီမှာစီးတော့ခုမဲ့စီတော့မဆုပ်တော့ခုမှမင်းသားကောင်းဆုပ်ပြရမှာဆောက်တော်သားများမင်းတို့ပြောရမဟုတ်နော်မအေးလို့တော်သားများကြားလားဆောက်တော်သားများဘလို့အဲ့ဒီဘက်ဘလို့တကိုးအဲ့ဒီဘက်တွေထွက်လာမယ်ဆိုရင်မျက်လုံးပြူပြီးကြည့်ကြားလားမအေးလို့များငါ့ဘာဆရာလားလို့မင်းနဲ့မင်းမလို့တဲ့ဆရာငါတပည့်ဘယ်ရောက်နေလဲမသိငါ့ကိုဆဲကူမို့လားဆဲကူမဲ့တပည့်ရောက်မတွေ့တော့ဘူးဟိုတညပေါ်ဒီကောင်လေးရောက်လာဒီကောင်လေးလည်းအခုကအာဦးလားမသိဘူးအိတ်ကုန်လားမသိဘူးဟမ်ဆရာရေးတဲ့ဗျာရောက်လာပြီရောက်လာအဲ့တော်သားလေးဆဲနှောင်းပါမှာငါဆဲမအားလို့မှစီလုံးမှာမလို့ငါလည်းဆဲတော့ဆဲရင်ဒါပေမဲ့ငါဒီကောင်လေးမဆဲနိုင်တော့ဘူးတပည့်ကြီးဆဲလားအဲ့လိုသူတို့ကမေးလိုက်မယ်ဘာဆရာလဲမေးလို့စီမင်းတို့ကပြန်ရေးပြလိုက်မင်းနမလိုးတဲ့ဆရာမင်းမေလိုးတဲ့ဆရာလို့ပြောလိုက်ဟုတ်ပြီသူတို့မေးတဲ့အားလည်းအဲ့လိုလိုက်ဆဲပဲဆဲစမ်းတဲ့ပဲဒီကောင်လေးကငါမင်းတို့ဆဲခိုင်းမှုငါမအားလို့တော့ငါအဲ့ငါဆဲတယ်ဒီကောင်လေးကမအားလို့အခုအချိန်ရသေးတယ်ပြဿနာမရှိဘူးကဲအဲ့ကောင်မှအလှည့်ကြပြီအေးလို့ဟောင်းနေတာဆဲစမ်းအဲ့ကောင်လေးကြိုက်ဆဲဆရာတကောင်ကြီးပူဇော်ပြီးနောက်တစ်ကောင်ထပ်ယူပူဇော်ရမှာဆရာတယောက်တည်းဆဲမနိုင်တော့ကွာဒါမင်းတို့ပီးရထိုးပြီးငါမှလာလို့ရတာပီးရလို့ဖို့အတွက်ဒီပီးရဟာငါစီးနေတာကြာပြီအင်မတန်မှပွင့်လာနေတယ်ကွာမင်းတို့နောက်ကြမင်းတို့ကြည့်လိုက်ဘလောက်တော့မှဆေးတော်တွေပါဖွင့်ထွက်တယ်မျက်နှာရွှေမျက်နှာအုပ်တွေကဒါငါ့မင်းတို့ကပန်းလေးပါဒီညပြည့်အောင်ကွာမင်းတို့ကလည်းမနေ့ညလည်းနည်းနည်းလေးပဲငါရတယ်စော်တော့ဖုန်သားကြောင်လည်းဖုန်ကြောင်လာတော့မောရလိုက်ဆရာကဆဲပြီးမယ်ဆဲအဲ့ကောင်လို့ဆဲမင်းတို့ကဒီနေ့ခွင့်ပြုတယ်ဆဲတဲ့တော့အဲ့ဒီတော်သားများကိုဆဲတာဆဲဘလို့ဆဲကွာဆဲတာနောက်နေ့ကျဘီယာဆောင်နေတယ်လောက်ရမယ်နော်ဆဲပန်းမင်းတို့စောက်တော်သားတွေပန်းမပေးနဲ့ငါ့ကိုစောက်တော်သားငါစောက်တော်သားတွေပန်းမပေးနဲ့ငါဒီဘက်ဒီရှိငါဟိုနေ့ရှိရပဲမိတ်ဆွေတွေရှိရပဲတောင်းတာအဲ့စောက်တော်သားတွေရှိရပန်းမလို့ရှိဘူးလီးမပြည့်နဲ့မအေးလို့များနော်မင်းတို့ပန်းနဲ့ငါစော်သွားမကြောက်ဘူးနော်မင်းတို့ပန်းလီးစောက်တော့မကြတဲ့ပန်းနေနော်မင်းတို့စောက်တော်သားတွေရှိရပန်းငါမလို့ရှိဘူးရှင်းလားမအေးလို့များရဲ့ဟမ်နေရောငါလုပ်ငန်းစတော့မယ်ဒါပေမဲ့ဒီတော်သားများလေငါ့ကိုမမြင်ဘူးလို့ပြောတာညမင်းတို့တွေငါ့ကိုမြင်ဘူးလားဟဲ့အောင်လေပြောကောင်းလေတော်သားတွေပြောပြလိုက်ငါ့ကိုမင်းတို့မြင်ဘူးတယ်မဟုတ်လားညလည်းမြင်ဘူးတယ်ဟုတ်လားမင်းကလည်းငါ့ကိုမြင်ဘူးတယ်ဟုတ်လားအတော်တော်ထွက်နေတော့ငါဟမ်မင်းတွေ့ဘူးလေဟာလားငါတပည့်ညလာတော့
တီးရငါမင်းတို့ကိုပဲအကြောင်းငါပြောတယ်နော်မင်းတို့တီးရတွေလောက်တာလွယ်ဦးလို့ပြောပါပေါ့တခါလေးဆိုကြအခုမှမင်းတို့ကပြပြပြီးတာနော်ပြဆောင်းနေပါလို့ငါမပြဘူးငါဘာကတယောက်လည်းနေဖြစ်တာဒါမင်းတို့ကတွေးချင်နေဆိုလို့ငါတပည့်တွေအဲ့ဒါလိုက်ထဲမှာလာတောင်းနေလို့အဲ့ဒါငါပြပြီးတာနော်မအေးလူများတော်သားများလေဒါပေမဲ့ဒီနေ့တော့ public ဖွင့်ပေးတာပါတကယ် public ဖွင့်လာပြီလားဒီတော်သားများဝင်လာအောင်လို့ငါလည်းပြင်းနေလေအစီမစလုံးမလုံးသေးဘူးဆိုရင်ငါတော့မလို့ငါဆရာတယောက်ဖြစ်နေဆိုတော့အေးစေးပဲဒီကောင်တွေကအဲ့ဒါပဲမောဝိုင်းလားဟမ်ဟဲ့ဆောက်တော်သားများမင်းအမေလေးကိုကြည့်ရှင်ပြူပြီးတော့ကြည့်တာနော်အေးလူများရဲ့ဒီမှာမင်းအမေလင်ကဒီမှာဟာလို့မအေးလူများမင်းအမေလင်ကဒီမှာတွေ့ဘူးလားမင်းအမေလင်ကိုဟမ်တွေ့ဘူးလားဟမ်မင်းနမလင်မင်းအမေလင်ဒီမှာတွေ့ဘူးပြီလားတွေ့ချင်သေးလားမအေးလူများနေရောညရောပြပြီးနေတော့စောက်ခေါ်တွေ့ချင်သေးတယ်မင်းတို့နမ